သခင်ယေရှုအဖြစ်ရာရာတက်ဆွမ်းနိုင်တဲ့သချင်းလေးလေးဆိုခွင့်ရတဲ့တကယ်ပါလုံးတရားကိုတော့ပေးတဲ့အတန်လေးနဲ့ချီးမွမ်းမယ်လိုနေတာသခင်ယေရှုပဲနေချစိတ်နဲ့စက္ကပါကိုတော့ရဲ့ချီးမြှောက်ခြင်းခံရမှာဒီခန္ဓာမတည်မြဲနုခွေအခုချိန်မှလည်းလုံးသွားနိုင်တယ်သခင်လုံးအတိုင်းအသက်ရှင်ကြစို့ပညာမတတ်ခဲလို့အချိန်ချင်းဝမ်းနေနေလားကိုယ်တော်ရှင်ထံဆုကြောင်းလိုက်ပါကိုယ်တော်အတရားသခင်ယေရှုကအစင်မြဲပဲပေးလိမ့်မယ်နိုးရတာသခင်ယေရှုပဲနေချဆိုင်တဲ့စက္ကပါကိုယ်တော်ရဲ့ချီးမြှောက်ခြင်းခံရမှာဒီခန္ဓာမတည်မြဲဘူးကွယ်အခုချိန်မှလည်းလွန်သွားနိုင်တယ်သခင်လိုအတိုင်းအသက်ရှင်ကြစို့တချင်လေးအပြင်ကျွန်တော်ကိုသုံးပြမှုပါအလေးတစ်ခုဖြစ်စေဝါသခင်ရဲ့အချိန်မလုံးခင်မှာအပြစ်သားများတွေဓမ္မတရားအခင်လမ်းပြမယ်လိုနေတာသခင်ရှုပဲနေချစေတဲ့စက္ကပါကိုယ်တော်ရဲ့ချီးမြှောက်ခြင်းခံရမှာဒီခန္ဓာမတည်မြဲဘူးခွဲအခုချိန်မှလည်းလုံးသွားနိုင်တယ်သခင်လိုအတိုင်းတန်ရှင်ကြစို့လိုနေတာသခင်ယေရှုပဲနေချစိတ်နဲ့စက္ကပါကိုယ်တော်ရဲ့ချီးမြှောက်ခြင်းခံရမှာဒီခန္ဓာမတည်မြဲဘူးကွယ်အခုချိန်မှလည်းလွတ်သွားနိုင်တယ်သခင်လိုအတိုင်းအသက်ရှင်ကြစို့သခင်လိုအတိုင်းအသက်ရှင်ကြစို့